ချမ်းတယ်ဒီကပ်ကိုသွားမယ်စာအုပ်ဆုံးဗီဒီယိုကိုဘယ်လိုရိုက်ထားလဲဆိုတာကိုကြောက်ကြည့်မယ်ကြောက်တယ်လို့ဘာလို့နဲ့ကြည့်ပြီးတော့ပြေးမယ်โอเคနောက်ကလေးတစ်ခုဝင်လာမယ်လက်ကိုအရှင်းမှာကင်မယ်ကင်ပြီးတော့ခေါင်းကိုငုပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်အနောက်ကကလစ်ကိုတစ်ခါတည်း overlay ဆွဲချလိုက်မယ်ရှေ့ကိုပူလိုက်မယ်ဘာမှမလုပ်ခင်မှာ night system ratio ကိုတော့ရွေးမယ်โอเคရွေးပြီးတော့ပြီဆိုရင် opacity ကိုတော့ရှာမယ်တဝက်လောက်ရှော့လိုက်မယ်ပြီးတော့ video ကိုနှစ်ပုံလုံးတွေ့ရပြီဆိုရင် video ကိုညှိမယ် video ကိုအင်ဂျီဖြူနဲ့တယောက်ကောင်းညှိတာနဲ့ဟိုတယောက်ကကြောက်ပြီးထွက်ပြေးတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီပုံစံမျိုးညှိမယ်ညှိလို့ပြီးပြီဆို opacity ကိုတရားတော့ပြန်တင်မယ်ပြန်တင်ပြီးတော့ကောင်းညှိနေတဲ့တူကို freeze တွန်းလုပ်မယ်တပ်ပုံရမယ်ပေါ့ okay freeze လုပ်ပြီးတော့ပြီဆိုရင်အောက်က video ကို overlay အောက်မှာဖိပြီးတော့ဆွဲကတ်လိုက်မယ်ပြီးရင်ကျန်တဲ့အပိုင်းတော့ဖြတ်ပစ်လိုက်တော့မယ် okay အောက်ကကောင်ကို remove ပြီးကြည့်သွားမယ်ပြီးရင် custom remover နဲ့ခေါင်းတစ်လုံးပဲယူမယ်ခေါင်းတစ်လုံးယူပြီးတော့ click ကိုအောက်ဆွဲချထားလိုက်မယ်လက်နဲ့ဖိပြီးတော့အောက်ဆွဲချလက်ပေါ်တင်ထားလိုက်မယ်လက်ပေါ်တင်ထားလိုက်မယ် okay ပြီးပြီဆိုလို့ရှိရင်အလျက် click ကိုထိပြီးတော့ mask တော့ရှာမယ် horizontal ကိုနှိပ်မယ်ခေါင်းကိုအပေါ်ကခေါင်းပစ်သွားအောင်တစောင်းလေးထားမယ်ပြီး filter ကို20လောက်တော့တင်ပေးထားလိုက်မယ် okay တင်ပြီးတော့ပြီဆိုလို့ရှိရင် video ကိုအရှက်ကိုပြန်သွားမယ်အောက်က click ကိုတစ်ချက်ထိမယ်ပြီး mask ကိုတော့ရှာမယ် horizontal ကိုနှိပ်မယ်လူနှစ်ယောက်လုံးကိုတွေ့ရအောင် horizontal line ကိုလှည့်ပေးထားမယ် okay ပြီးတော့ပြီဆိုရင်ကိုလူချင်းတဲ့ reset ဟုတ်လားမဟုတ်လားသူကြည့်မယ် okay